အညို့တေးထားတဲ့လူတွေလောကကြီးမှာဒီကနေ့အညို့တေးတွေနဲ့ကလေးသားခြေကြတာတွေအင်တများနေပြီနော်ကဘာနဲ့ခြေကလေးသားခြေနိုင်ငံနဲ့ခြေပြီးကလေးသားခြေညို့တေးဒါကောင်းတဲ့လက္ခဏာတွေမဟုတ်ဘူးလောကကြီးပျက်စီးမဲ့လက္ခဏာတွေပဲဒါတွေကများများလာလေဆွေးတဲ့ဒီကဆွေးတဲ့ဘက်ကိုပြနေလက်တံကအဲ့ဒီဘက်ကိုညွှန်းနေပြီနော်ကြောက်ကြတဲ့လူတွေက2012ခုကဘာပြက်လိမ့်မယ်ပြက်နာကိုယ့်ရင်ထဲကပြက်နာကြာလာပြင်မဲ့ကဟာသွားကြည့်နော်ကိုယ့်ရင်နေတဲ့ကိုယ့်ပတ်ဝန်းကျင်မှာပြက်နေတာတွေကများလာပြီအဲ့တော့ဥပနာဟဆိုတာပြန်ညှို့ဖွဲ့တယ်ဥပနန္ဒနလက္ခဏောစိတ်ထဲမှာချီနှောင်ထားတယ်လူတယောက်မုန်းပြီဆိုရင်အဲ့ဒီအမုန်းတရားဟာရင်ထဲကမထွက်တော့ချီနှောင်ထားတယ်ဒါဆိုရင်မေ့မပြစ်ဘူးဝေရအပ္ပတိနေသစ္စနရတောတဲ့ကလေးစားခြေဖို့ရန်လို့ဖို့ဘယ်တော့မှလက်မလွတ်ဘူးဟုတ်ဘယ်တော့မှလက်မလွတ်ဘူးကလေးစားခြေဖို့အများအားတိတ်မှတ်ထားတယ်ကောဓာနုပပန္နဘာဝပစ္စုပ္ပထာနောယံညိုးနဲ့စိတ်ကိုအမြဲတမ်းချီနှောင်ထားတတ်တဲ့သဘာဝတရားလို့ဩအဲ့ဒီလိုအညိုးအတေးတွေစိတ်တူယုံနေမကဘူးအညိုးအတေးတွေထားခြင်းဟာလည်းပဲစိတ်ကောင်းမရှိခြင်းရဲ့အကြောင်းတစ်ခုပဲဒါလည်းစိတ်ကောင်းမဟုတ်ဘူးဒီလိုဆိုတာနော်အဲ့တော့စိတ်ကောင်းရှိဖို့ကပထမဆိုတာအင်တမအရေးကြီးတာပေါ့ဒါဖြင့်ဒါတွေနဲ့ပတ်သက်ပြီးတော့စိတ်ကောင်းဆိုတာဘာပြောမလဲဆိုမေတ္တာသီခံတယ်ခွင့်လွတ်တယ်သီခံတယ်ဆိုတဲ့တရားကလည်းအာရောဒပဲမေတ္တာကလည်းအာရောဒပဲဒါမို့ခန္တီကိုစာပေကျမ်းမှာဖွင့်တယ်အာဒေါသောသို့မဟုတ်အာဒေါသပဓာနောစတ္တရောအာဒေါသပဓာနာစတ္တရောခန္ဓာသီခံတယ်ဆိုတဲ့ခန္တီတရားရဲ့အရာကိုကောက်တဲ့အခါမှာလည်းအာရောဒပဲကောက်တယ်မေတ္တာရဲ့အရာကောက်တဲ့အခါမှာလည်းအာရောဒပဲကောက်တယ်ဒါကြောင့်မို့လို့ခန္တီသိခံတယ်ဆိုတာမေတ္တာမပြတ်မေတ္တာကိုထိမ့်သိမ်းဆောက်ရှောက်တာကိုခန္တီလို့ခေါ်တာပဲဒီလိုဆိုတာနော်အဲ့ဒီမှာမေတ္တာမပွားနိုင်လို့ရှိရင်မေတ္တာနဲ့ရှင်တဲ့စိတ်ဟာစိတ်ကောင်းအခုပြောတဲ့ကောဓစိတ်ဆိုးခြင်းဥပနာဟရံညိုးဖွဲ့ခြင်းအညိုးတေးတွေထားခြင်းဆိုတဲ့စိတ်ဟာစိတ်ယုံမှာတဲ့ဒီလိုဆိုလိုတယ်ပေါ့နော်အဲ့ဒါကြောင့်စိတ်ကောင်းရှိဖို့ကပထမဆိုတာကြည့်အညိုးတေးထားတဲ့လူတယောက်ဟာဘာလုပ်လဲစဉ်းစားကြည့်အပြောရင်လဲရှံလို့တဲ့အပြောပဲပြောမှာပဲလေအလုပ်လုပ်ရင်လဲအန္တရာယ်ပေးမဲ့အလုပ်လုပ်မှာပဲအကောင်းမလာနိုင်ဘူးဒီလိုဆိုတာ